ကျွန်းတကာတစ်သားတကာကြိတ်သားတကာတခြားဘာတကားဖြစ်ဖြစ်တလက်မဒူးရှိတဲ့တကားအကုန်လုံးမှာဒီကောင်တက်လို့ရတယ်ဒီလို lock set ကြီးတစ်ဆက်လုံးကိုကျွန်တော်3,55,000နဲ့ကျွန်တော်ရောင်းမိမယ်တကယ်တမ်းဒါကဂူရောင်ရှင်းနေဆိုရဲ product စုစုပေါင်းအစုံ80ကျော်လောက်ကျွန်တော်တို့စီမှာပစ္စည်းရှိတယ်ဒါ Honeywell ဆိုရဲ brand USA brand founded လုပ်ထားတာက Mark Honeywell ဆိုရဲပုဂ္ဂိုလ်က1904ခုနှစ်လောက်တည်းကဒီ brand ကိုစပြီးတော့တို့နိုင်ငံမှာစပြီးထုတ်လုပ်ရောင်းချခဲ့တာကျွန်တော်မြန်မာနိုင်ငံမှာလည်းလွန်ခဲ့တဲ့တစ်နှစ်ကျော်2နှစ်လောက်ထိဝယ်လို့ရတယ်နောက်ပိုင်းမှာပစ္စည်းလုံးဝမရှိတော့ဘူးဒါက company ဘက်ကကျွန်တော်တို့ကိုကိုရောင်မှာလက်ချံချန်နေတဲ့ product တွေအကုန်လုံးကို fight ထုတ်ရောင်းပေးပါဈေးနှုန်းက special သက်သာအောင်ကျွန်တော်တို့လုပ်ထားပြီးတယ်လက်ရှိကျွန်တော်တို့ market ထဲမှာတကယ်တာရှိခဲ့မယ်ဆိုရင်4သိန်းကျော်လောက်ကျလိမ့်မယ်3,55,000နဲ့လူချင်းမင်းတို့ရလိမ့်မယ်ဒါကကျွန်းတကားပြီးတော့ကျွန်တော်တို့ကြိတ်သားတကားဒီလိုတကားတွေမှာတလက်မဒုရှိတဲ့တကားတွေအကုန်လုံးမှာဒီလက်ကင်ဆက်ကြီးကိုကျွန်တော်တို့သုံးလို့ရတယ်အခုလက်ရှိလဲကျွန်တော်တို့ရိုးရိုး China brand တွေလူချင်းမင်းတို့ market ထဲမှာဝယ်ရင်တော့3သိန်းဝန်းကျင်လောက်ပေးရလိမ့်မယ်ကျွန်တော်အခုရောင်းပေးမှာ3,55,000တဲ့နဲ့လူချင်းမင်းဒီလိုတစ်ဆက်လုံးရလိမ့်မယ်stainless steel အဆစ်နဲ့ကိုသုံးရလိမ့်မယ် SUS 304ကိုမှအဆစ်ကိုသုံးရလိမ့်မယ် weight ကလည်းအလေးပဲဒီ lock set ရဲ့ weight ကအခုဆိုရင် door lock ကောင်းကောင်းတစ်လုံးဝယ်မယ်ဆိုရင်တော့သိန်းကနန်းပေးရတယ်ဗျာ door lock ကိုကျွန်တော် brand door lock တွေဆိုရင်3သိန်းတောင်ကျော်လိမ့်မယ်ကျွန်တော်ဒီနေ့ရောင်းပေးမှာရိုးရိုး door lock စီတာတာလေးနဲ့လူကြီးမင်းတို့ရလိမ့်မယ်အိမ်ရဲ့ main တကားအိတ်ခမ်းတကားတွေမှာသုံးလို့အကောင်းဆုံးနဲ့ premium အဖြစ်ဆုံး lock set ကြီးကိုလူကြီးမင်းတို့သုံးရလိမ့်မယ်Honeywell ဆိုတာကျွန်တော်ပြောရဲဆိုတာကြီးပဲလူကြီးမင်းတို့မကြည့်နဲ့ဗျာ website မှာသွားပြီးလေ့လာဒိုးလော့တစ်လုံးမဲ့$30နဲ့40ကျားရှိတယ်$40ဆိုရင်ကျွန်တော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်2သိန်းနီးပါးကျတယ်ရိုးရိုးဒိုးလော့လေးကိုပြောတာနော်ဒီလို boot နဲ့ကျွန်တော်တို့ဆိုရင် not block လို့ခေါ်တယ်ဗျာဒီကောင်ကအဲ့လိုမျိုးဒိုးလော့ကဒီအောက်မှာပါထားပြီးသားပြီးလက်ကင် handle ကအကြီးပါထားပြီးသားအပေါ်မှာ lock ခွင့်မဲ့ဟာပါတယ် lock အုံတွေပါထားပြီးသားတကယ်နဲ့သူတို့နိုင်ငံမှာဆိုရင် warranty 10 year ထိတောင်ပေးတယ်ဆိုရဲ lock set ကြီးတွေကျွန်တော်တို့မြန်မာနိုင်ငံမှာအရင်တုန်းကဆိုရင်တော့ warranty အပြည့်ပေးတယ်အခုတော့ကျွန်တော်တို့တစ်နှစ်ပဲ warranty ပေးတော့တယ်ဘာလို့လဲဆိုတော့ဒါကုန်ပြီဆိုဆက်မသွင်းတော့ထပ်တွင်းရင်လည်းဈေးနှုန်းတွေကမနိုင်တော့အခုလက်ရှိရှိတဲ့ stock လက်ကျန်အကုန်ရောင်းပြီးရင်ပြီးပြီထပ်ပြီးတော့မသွင်းတော့ဘူးပေါ့နော်အဲ့တော့လိုချင်တယ်ဆိုရင်လူကြီးမင်းတို့မှားပါဒီကောင်လိုချင်တယ်ဆိုရင် comment မှာကျွန်တော်ကို HONEYWELL Honeywell လို့ရေးပြီးတော့လူကြီးမင်းတို့မှားလို့ရပါပြီခင်ဗျဈေးနှုန်း special တန်စီရမယ်ဆိုတာကျွန်တော်အာမခံတယ်အရင်ဦးဆုံး packaging နဲ့တင်လူကြီးမင်းတို့အရင်တန်လိမ့်မယ်ဗျာ packing က plastic အပြော့လေးကာထားတာမဟုတ်တော်တော်ကြီးမာမာတင်းတင်းရှိတယ်ဆိုတော့ plastic အမျိုးအစားကာထားပြီးဒီကောင် plastic အမာနဲ့လုံးဝ premium packaging နဲ့လာတယ်ဆိုတော့ Honeywell ပစ္စည်းအကောင်းစားသုံးချင်တယ်အိမ်မှာတကားတက်ပဲအခါမှာ lock စနစ်ကိုငါတို့ကောင်းကောင်းတက်ချင်တယ်ပြီးတော့ရေရှည်ခံနေဆိုတော့ stainless steel အစစ်ကိုမှသုံးချင်တယ်ဆိုရင်ဒီကောင်ကိုသုံးပါဈေးနှုန်းအရန်တန်လိမ့်မယ် Honeywell လို့ comment မှာရေးပြီးတော့လူကြီးမင်းတို့မှားလို့ရပါပြီ3,55,000နဲ့ကျွန်တော်ရောင်းပေးမယ်အခုလက်ရှိသွားဝယ်မယ်ဆိုရင်လေဒိုးလော့တော့မရအောင် Honeywell ရဲ့ဒိုးလော့တော့ဒီဈေးနဲ့ဝယ်လို့မရဘူးဒါက handle set တစ်ဆက်လုံးကြီးပါထားပြီးသားပေါ့နော်ပြီးတော့သူ့ရဲ့ lock အုံတွေပါအကုန်ပါထားပြီးသားဒီအထဲမှာပါပြီးသားကျွန်းတကားတစ်သားတကားကြိတ်သားတကားတခြားဘာတကားဖြစ်ဖြစ်တလက်မဒူးရှိတဲ့တကားအကုန်လုံးမှာဒီကောင်တက်လို့ရတယ်ပုံမှန်လက်သမားတွေပြင်ရနေသူတို့ကောင်းကောင်းကြီးကိုတက်ပါတယ်ဒီတော့လိုချင်တယ်ဆိုရင်မှာလို့ရပါပြီ TikTok မှာတဲ့လူတွေအကုန်လုံးက comment မှာ Honeywell လို့ရေး screenshot ရိုက်ကျွန်တော်အခုပြထားပြီးတဲ့ဖုန်းနံပါတ်တစ်လုံးရဲ့ Viber ကနေမှာပေးပါ Facebook ကမှာမဲ့လူတွေက comment မှာ Honeywell လို့ရေး screenshot ရိုက် Messenger ကနေတစ်စင်းမှာပေးပါလူလိန်တွေကိုအထူးဂရုစိုက်ပါငွေလွှဲတော့မယ်ဆိုရင်အခုကျွန်တော်ပြထားတဲ့ bank account wave account KPay account QR account တွေကလွှဲတခြားဘယ်ကူမှဘာအကြောင်းပြချက်နဲ့မှမလွှဲပါနဲ့အလိန်ခံရမှာဆိုလို့ပါခင်ဗျာကြည့်ပြတဲ့လူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က UEDC မြန်မာက bye bye